Hello အခုစုကဒီခေါင်းရွှေဆက်လေးကိုတုံးတာအခုဆိုရင်နှစ်ပတ်ကြော်ဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီ result လေးကိုတစ်ချက် sharing လုပ်ပေးချင်တယ်ပထမဆုံးစုကြိုက်တာဗာလဲဆိုတော့သူ့ရဲ့အနှံ့ကလေးလုံးဝကိုluxury vibe ပေါ့နော်သူကလေးမွေးတန်လေးနဲ့ကိုယ့်ရဲ့စိတ်ခံစားမှုအရန်ကိုလန်းဆန်းစီရဲ့ပြီးတော့သူကတစ်နေ့လုံးမွေးရပေါ့နော်နောက်တစ်ခါကျတော့သူကသပင်မကျွတ်ဘူးမကျွတ်ဆိုလုံးဝကြီးမကျွတ်တော့တာတော့မဟုတ်ဘူးဒါပေမဲ့30% လောက်ပဲကျွတ်တော့တယ်အရင်တော့စူးစူးသပင်အရင်ကျွတ်တယ်ကွာဒါပေမဲ့အခုအလောက်မကျွတ်တော့ဘူးပေါ့နော်နောက်တစ်ခုကကျတော့ဒီ serum ကိုစူးထင်ထားတာကသူကစီကက်ကက်ကြီးအဲ့လိုမျိုးထင်တာပေါ့နော်ဒါပေမဲ့အခုပြထားသလိုပဲသူကအရည်လေးဆိုတော့ဥယျာဉ်ပြားလေးကိုထည့်တယ်ပြီးတော့နှိပ်ပေးတယ်နောက်သပင်အဖျားလေးလည်းစူးလိမ့်နေပေါ့နော်စီကက်ကက်ကြီးမဟုတ်တဲ့ခါကျတော့သူကတကယ်လို့ကိုကနေတိုင်းလိမ့်ချင်လဲရတယ်ကွယ်ဒီလားဇူးကတော့အရင်အောင်ကြိုက်တယ်နောက်ထပ်လည်းထပ်ပြီးတော့ဒီဟာကိုပဲထပ်ပြီးသုံးဖို့ရှိရပေါ့နော်အဲ့တော့တကယ်လို့ကိုယ်စပင်ကsensitive မဖြစ်တတ်တဲ့စပင်ဆိုရင်တော့ဥယျာဉ်ပြားမဟုတ်ဘူးဆိုရင်တော့ပေါ့နော်ဒါလေးကို try ကြည့်ပါလို့ညွှန်ပေးချင်ပါတယ်ရှင်